ဒီအစီရင်ကိုအောက်ပီကကဝေကူးမော်ကဝေရုပ်ခေါ်ပါတယ်သူကဘာအတွက်အဓိကထားသုံးလဲဆိုတော့ပီရနဲ့အိမ်အောင်ရေးကိစ္စအခြေရေးကိစ္စတွေမှာလိုရာစိတ်ခိုင်းတဲ့နေရာမှာအဓိကထားသုံးပါတယ်ဘလို့လိုရာစိတ်ခိုင်းတဲ့နေရာမှာအဓိကထားသုံးလဲဆိုတော့တချို့တွေကအိမ်အောင်ရေးအဆင်မပြေဘူးအခြေရေးအဆင်မပြေဘူးအဲ့လိုကိစ္စတွေရှိလာတာနဲ့ဒီအယုတ်ကိုသူကအသက်သွင်းထားတာပေါ့နော်အသက်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကတ်ထားတဲ့ဒီအဆောင်အလျှောက်ကနေပြီးတော့အလုတ်လုတ်တဲ့သဘောဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့အဓိကထားပြီးတော့အိမ်အောင်ရေးနဲ့အခြေရေးကိစ္စမှာအဓိကထားပြီးတော့သုံးတာနော်အဲ့တော့ဘလို့မျိုးအသုံးပြုရလဲဆိုရင်သူကရေမွေးဖြန်းပြီးတော့လိုရာစေခိုင်းရုံပဲဒါပေမဲ့ဒီရုပ်ကိုစီရင်တဲ့အခါမှာအရန်ကိုအနုစိတ်ကြပြီးတော့လက်ချောင်းခြေချောင်းလေးတွေကအစအခုပုံမှန်ပြထားသလိုပေါ်နေမှသူကအသက်ဝင်တာသူကရုပ်မှန်ရင်နံကိန်းတယ်ဆိုတော့ရုပ်ကိုမှန်အောင်လုပ်ရတဲ့သဘောပေါ့နော်အဲ့ဒါကျွန်တော်အနေနဲ့အခု15ရုပ်ကိုပေးဝေပေးပါမယ်အဲ့ဒီရတဲ့အကျိုးမြတ်တွေကိုလည်းကျွန်တော်လှူဒန်းတဲ့နေရာမှာထည့်ပြီးတော့အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ပြည်သက်တွေလူချင်းတဲ့သူရှိရင် Viber သို့မဟုတ် Telegram မှာကျွန်တော်ကိုအကြောင်းကြားပြီးတော့ယူလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်